ကြီးတွေကပြေးထွက်သွားကြလားရှာပြီးလိုက်မဲ့နေရဲ့အနာတီနာကြီးကြီးရဲ့သွေးစမ်းများသွားဒီမှမချောက်သေးဘူးချမ်းမြောင်းသွားတော့မင်းကမေးနိုင်ဘူးခံစားရသူငါမှအယူမှုရောက်ဆုံးသွားတဲ့ပိုင်းစားများသွားငိုယိုရှာဖွေကငါယူမမေးနိုင်သေးဘူးငါလေးမမေးနိုင်သေးဘူးဘာကြီးကချင်ပါလေလို့အောင်ထွက်ပြီးအောင်ဘာလဲရဲ့လိမ့်စားဝေးနေသွဲကဝေးအောင်တန်တဲ့ရောင်မှုတွေလေရာပစ်စီလာရဲ့တော့မရရဲ့ကစမဒီကိုချစ်ဆွေးလို့ဘာသာစာပီပီတော့ရဲ့ဆက်ချင်ဆိုရင်ပြမီရမယ်မင်းတို့အမုန်းများဘာလဲခုမှချစ်တို့တောင်းလို့ဒါဟာမတရားဘူးချမ်းမြောင်းသွားတော့မင်းကမေးနိုင်လို့ခံစားရသူငါမှအယူမှုရောက်ဆုံးသွားတဲ့ပိုင်းစားများသွားငိုယိုရှာဖွေကငါယူမမေးနိုင်သေးသူငါလေးမမေးနိုင်သေးဘူးဘာကြီးကချင်ပါလေလို့အောင်ထွက်ပြီးအောင်ဘာလဲရဲ့လိမ့်စားဝေးနေသွဲကဝေးအောင်တန်တဲ့ရောင်မှုတွေလေရာပစ်စီလာရဲ့တော့မတရားရဲ့ကစမဒီကိုချစ်ဆွေးလို့ဘာသာဒီတစ်ခါအစီအစဉ်ပြောင်းမယ်ကားတာညောင်းတယ်ဒီတစ်ခါဖက်ရှင်ရှိုးရှောင်းမယ်ဖက်ရှင်ရှိုးကယူဖက်ရှင်ရှိုးမဟုတ်ဘူးတော်တော်အကျွတ်ရင်ငါးလောင်းရ ဆရာနှလုံးချွတ်ရင်ရော သူသိမ်းမို့ ဒါဆိုအာစီတလွားမှချွတ်เสียရမရှိတော့ရင်ရော ငါသိမ်းမို့မင်းရတော့ကဲစမယ်စမယ်ဘာလဲဒီမရှိဘူးလားဒီမရှိဘူးနေတရားကသွားကဲနောက်တစ်ယောက်ဩဟာရီယာသမီးလေးအချောဆုံးလားဆိုကဲလာစမယ်သမီးလေးကဲစမယ်ဗျာ ကျမတို့ကကာရာအိုကေဆိုင်ကဝန်ထမ်းနေဆိုပေမဲ့အဲ့တဲ့တွေကိုအဲ့လောက်ကြီးတိအဲ့ခံမှုတော့ကျမတို့ပိုက်ချင်မမခွင့်မပြုထားဘူးရှင် အော်မနေတော့ပိုင်ရှင်ကဘာကောင်မှမဟုတ်လေကဲပါလောက်ပါချွတ်စမ်းပါချွတ်တော့ပါချွတ်တော့ဟာနေငေါ့လေဟာနေငါ့ရ မမမေနိုင်ဦးကျော်ကြီးလာတောင်းညံ့နေလို့ security မရှိဘူးလား security တွေပေးမဝင်တော်တော်လေးစိုးနေလို့မမမေနိုင်
ရှင်ဘာကောင်ကြီးပဲဖြစ်ဒါကျမပိုင်နဲ့နောက်တစ်ခါဒီလိုအချိုးမျိုးချိုးလို့ရတော့ကြိုက်တဲ့နေရာမှာကြိုက်တဲ့ပုံစံနဲ့ရှင်းလို့ရနားလေလား ကြက်ကောင်းမရှင်အေးကြက်ကောင်းမရှင် ကဲဒါ last warning နော်ထိုးမဲ့လူတွေထိုးလာကြထပ်ထိုးလို့ရတယ် ရှော့ ကဲဖွင့်ပြီ 我本来见过。 ကဲငရှင်ရောစားတယ်ဗျာဟေးဘာလုပ်တာလဲကိုစားလိုက်ပြီလေ ကျမကနားသိပ်ပါတယ်နော်ရှင်ဒီကြပြီးမှထက်သိမ့်တဲ့အတန်ကြားလိုက်တာလေအဲ့ကိစ္စကိုရှင်းစမ်းပါ ဟာလေဒီမှာအားလုံးထိုးနေတာလေမင်းတယောက်တည်းထိုးနေတာမှမဟုတ်လားကိုရောရဲလဲတော့ကိုရောပြီးပြီလေကိုစားရဲလဲခေးရဲလို့လုံးအောင် ပြစ်စမ်း လက်ရည်ပဲရှင်ဒီကိုကြံဖန်တက်ထားတာငါမသိဘူးညမလေးအင်းတော့တစ်ခါဆိုတော့ဒီတော့ကနေဒဲမျိုးထုတ်ချင်းပေါက်သားမယ်နော်နားလေလား နင်ပြောတာအမှန်ဆိုနင်ရဲ့အမှန်တရားကန်တရား 啊！
ခေါ်တာမလဲယူပေးပါမယ်ကြောက်ပါဘူး။အေးစင်တော့။မကြောက်ပါဘူး။မကြောက်ပါဘူး။ဒါကစိတ်ကြည့်ကြတယ်ဆိုတော့ကြောက်ကိုယ်တိုင်သွားဖို့လူလို့လား စပိတ်လေးသွားကျွေးလိုက်အောင် လူငယ်တင်တန်းကြောင်းသွားဖို့ချိန်လာတယ်လေ ဘယ်လို့ဆိုရောက်နေလာပြီကဲသားတို့အတွက်ဒီမနက်စာအာဟာရဌာနကိုဟောဒီကဒေါ်မင်နက်ခတ်ကလှူပါတယ်တဲ့ပြီးတော့ဆရာတို့ဌာနအတွက်လည်းသိန်း900ရာကြီးများတော့လှူဒန်းသွားသေးတယ်ကွာအဲ့တော့သားတို့ကလည်းဟောဒီကဒေါ်မင်နက်ခတ်အတွက်ကိုစုတောင်းပေးလိုက်ကြပါဦးရုပ်ကလေးတနာကမားနဲ့နည်းနည်းအခွင့်ရေးပေးလိုက်တာနင်းကသစ္စာဖောက်တာ နောက်တစ်ခါဆိုရင်ငါလည်းပင်ကြိုးကွင်းစွတ်မပြေအောင်မရေတော်တော်မှပါနော်သစ္စာဖောက်လို့သွားတဲ့လမ်းကိုသိတယ်နော်ဒီပါလေဗျာဒီပါမမအေးအဲ့ဒါဆိုအဲ့ဒီလမ်းကိုဖြောင်းပြောင်းသွားသမီးကအရေးပါမဟုတ်ပါဘူး ဘာလို့မဟုတ်မှလဲသမီးရဲ့အမိုးကတိတ်ချစ်တဲ့သမီးလေးပဲဘယ်မေးပါမလဲသမီးကြည့်ရတာအစင်ပြေနေပုံပဲဘာမှနေလဲ အမိုးလူမားနေပြီ ဟုတ်ကဲ့ပါဟိုကလည်းဗျာဒေါ်မင်နက်ကထားမယ်ဆိုတာယုံပြီးသားဖြစ်တဲ့လူကြောင်းလေးကိုသိပြရစီခင်ဗျ။အော်ဒီနေ့တနေ့လည်းလူတာမဟုတ်ပါဘူး။တို့ကဒီကြောင်းမှာနှစ်ဆင်လူနေကြပါ။လူရတဲ့အဓိကအကြောင်းရင်းကတော့ဒီခိုးကိုးရမဲ့တဲ့ကလေးတွေရဲ့ဘဝကိုစောင့်ရှောက်ခြင်းလို့ပေါ့နော်။
ဟုတ်ကဲ့ပါတော်မင်းနဲ့ကနေနဲ့ရှေ့ဆက်ပြီးလှုပ်ဆောင်သွားမယ်ဒီလိုကြိုးပြီးလုပ်ငန်းတွေရှိမယ်ဆိုရင်လည်းသိပြလိမ့်မယ် ရှိတာပေါ့တို့လုပ်ငန်းတွေကရရှိလာတဲ့အကျိုးအမြတ်တွေ percentage တချို့တော့လုပ်ငန်းနဲ့ပြန်သုံးမယ်တချို့ percentage ကိုတော့ဒါပရိုက်တာလုပ်ငန်းတွေအတွက်သုံးမယ်ဆိုတဲ့အစီအစဉ်ရှိပါတယ်အခုလာမယ့် Sunday မှာတော့တို့ company 10နှစ်ပြည့်ပွဲရှိတယ်လူဘတော်မှာခန်းခန်းနာနာကျင်းပမယ်မီဒီယာတွေအားလုံးဖိတ်ပါတယ်နော်ရင်းနှီးတဲ့မိတ်ဆွေများကိုလည်းဖိတ်ပါတယ်လေကူကဆွေးချလိုက်ပါ ဆရာဝင်လို့မရအောင်ဆရာ ဘာဖြစ်လို့ ဟိုကျွန်တော်တတိမာလို့ပါ ငါမင်းတို့တတိနဲ့တွေ့ဖို့လာတာလေ ဆရာ အဲ့ဒါကျွန်တော်တို့တတိယအမေပါ မင်းတို့ငါ့ကိုဘာအောင်ထင်နေမင်းတို့တထေဒေါ်မင်းနက်ခတ်နဲ့တွေ့ဖို့ငါလာတာနော် စိတ်မရှိပါနဲ့ရှင်အရေးကြီးကိစ္စရှိတယ်ဆိုရင်နောက်နေ့မှလာပါ အရေးကြီးတာငါ့အတွက်မဟုတ်ဘူးမင်းတို့တထေအတွက် ဘလောက်ပဲအရေးကြီးကြီးမမမင်းနဲ့ခက်ကဒီနေ့ဖို့ပဲဧည့်သည်ကိုမှလက်ခံတွေ့ဆုံမှုအစီအစဉ်မရှိပါဘူး ကောင်းပြီမင်းတို့အရက်ရောက်တော့လဲမင်းတို့ဇက်ပေါ့ထွန်းထွန်းလာသွားတယ်လို့ပြောလိုက်ပါ ကဲမင်းတို့လောက်ရမှာကငါအမိန့်ကိုတသွေးမသိမ်းနာခံဖို့ပဲအဲ့ဒီအတွက်မင်းတို့မိသားစုတွေကိုမင်းတို့လိုချင်တဲ့ဘဝမျိုးရှောက်ငါတောင်းယူတယ်မင်းတို့ဘက်ကလည်းတောင်းယူဟုတ်ပြီနော် ဟုတ်ကဲ့ပါတထေး တခုတော့ရှိတယ်စကားတော့တိတ်များများမပြောနဲ့အပန်းမတူလို့ကဲ enjoy ပန်းစင်းလေးထပ်မင်းရပို့လိုက်မကိုရထားလိုက်โอเคဒေါ်မင်းနဲ့ကမှကျေးဇူးတင်စကားပြောကြမှာဖြစ်ပါတယ်ရှင် တို့ရဲ့ကုမ္ပဏီ10နှစ်ပြည့်နှစ်ပတ်လည်ခမ်းနားကိုအချိန်ပေးပြီးတက်ရောက်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်တယ်။အခုဆိုရင်ကုမ္ပဏီရဲ့လုပ်ငန်းတွေကတစ်ချိန်လုံးအောင်မြင်နေပြီ။အဲ့ဒါဟာအားလုံးရဲ့ယုံကြည်မှုအားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်လို့တို့တွေးပါတယ်။အဲ့အတွက်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။တချို့တွေကတော့ပြောကြတယ်။တို့ပရိုက်တာသူရဲ့ကောင်းတယ်။အဲ့လိုကြီးတော့မခံယူဖို့မှာဘူး။တကယ်တမ်းကျတော့တို့ကစီးပွားရေးသမားတစ်ယောက်ပါ။တကယ်အကူအညီလိုအပ်နေတဲ့နေရာတွေတကယ်လူနေတာကိုတကယ်ကူရတာမလို့တို့ရင်ထဲမှာအရန်ကြည်နူးတယ်အဲ့တော့ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်ဒါဟာလည်းရင်းနှီးမြုပ်နှံတာပဲလို့သဘောထားပါတယ်စကားအများကြီးမပြောတတ်တာတို့အကျင့်အဲ့တော့ဒီမှာပဲညီကုန်းချုပ်မယ်အားလုံးရဲ့လွတ်လပ်ခွင့်ကိုလေးစားတဲ့အနေနဲ့အားလုံးလွတ်လပ်ပြောကြပါ
ချင်းပါ Thank you မင်းဘယ်လိုလုပ်လိုက်တာလဲ ကျမတောင်းပန်ပါတယ်ရှင် မင်းဝန်ထမ်းမဟုတ်ဘူးဆိုတော့ငါသိတာပဲ အဲ့ဒါမင်းနဲ့ပါဆိုင် မင်းဒီပွဲကိုဘာရည်ရွယ်ချက်နဲ့လာ မင်းလုံမျိုးဖွားနာကိုကပ်ပြီးချူစားဖို့လာတယ်မိမမဟုတ်တာတော့တေးကြတယ် နင်တော့မင်းနဲ့ခတ်တောက်တဲ့ဝိုင်ကွာမှောက်သွားတာမင်းတမင်လောက်လိုက်တာ မင်းမှလည်းအကြံစီရှိနေတယ်ဆိုတာငါသိပါတယ် မင်းရွယ်ချက်ကပါလေသူ့စီကဘာလို့ကျန်တာလဲငွေလားကားလားစိတ်လား ငါလူချင်တာသူ့အသက် ဒီကိုလာတာမင်းနဲ့စီရင်ရှင်မင်းကြောင့်ငါ့ရည်ရွယ်ချက်တွေပြတ်ခဲ့ရငါဒီလိုခွင့်ရမျိုးရှာဘယ်လောက်တောင်မှစောင့်ခဲ့ရလို့ခပြောစမ်းပါဦးမင်းရဲ့ရည်ရွယ်ချက်ကဘာလဲ ဒေါသတွေသိပ်များနေတဲ့လူနဲ့ငါစကားမပြောချင်ဒေါသတကားပွင့်နေတဲ့လူက
နားတွေနှလုံးသားတွေပိတ်နေတတ်တယ်တဲ့ ငါနားရဲ့နှလုံးသားတွေကပိတ်ထားတာကြာတယ်မစ်ဆရာလာမလို့ မင်းဒီပုံတိုင်းဆိုရင်ဒီနဲ့ခတ်ကိုရှင်မဘလုံးဝမဖြစ်နိုင်ဘူး နာကြီးမှုကလည်းဖြစ်တည်ရတယ်ဒေါသဆိုတာကဘာမှာပြင်းထန်ဆုံးဘယ်ရာကားမှတားဆီးလို့မရဘူး ရေစမ်းမအောင်မင်းနဲ့ငါနဲ့ကဘာလို့ရည်ရွယ်ချက်ချင်းလာတူနေရလဲ ကတိမတည်တဲ့သူဆိုအဆုံးရှိ အိမ်အောင်ငါဘွားရက်တည်မှုအတွက်ထေုံကလည်းစားချေနိုင်မှုအတွက်ငါဘွားအောင်ငါကြုံတယ်လို့ဖြတ်တန်းခဲ့ရတယ် ငါမတငယ်ချင်းလည်းမရှိဘူးတိုင်မင်စရာလည်းမရှိဘူးမေနက်ခတ်ကိုတတ်ချင်နေတဲ့စိတ်တစ်ခုပဲရှိတယ်အဲ့ဒါငါဘဝပဲ အရေးမင်းရဲ့ခံစားချက်ကိုငါထပ်တူနားလည်လို့ရတယ်မင်းကမှအဖေတစ်ယောက်တည်းငါကတမိသားစုလုံးမင်းနဲ့ခက်ကြောင်ဘယ်လောက်ထိသိထားပြီလဲဒီမိမရတကယ်လူလဲမရင်တော့သူ့ရဲ့တရားမဝင်တဲ့လုပ်ငန်းတွေအားလုံးကိုပရာဟိတာဆိုတာကြီးနဲ့လုံအောင်ဖုံးထားနိုင်တဲ့သူတရားဥပဒေဆိုတာကိုလက်တလုံးချငွေနဲ့ဝယ်ပြီးအိတ်ထဲထည့်ထားနိုင်တဲ့သူပြီးတော့ဘယ်သွားသွားတတ်တော်ဆောင်ရအပြည့်တယ်မင်းအဲ့ဒါတွေကိုသိမထားပဲနဲ့သူ့ကိုချင်းကပ်ဖို့စူးစမ်းမယ်ဆိုရင်တော့နယံကိုခေါင်းနဲ့ဝင်ဆောင်တယ်လို့ဖြစ်နေမှာပဲဒါနဲ့ तू က lesbian กว่าဘယ်ကလေးချောချောလှလှရေးဆိုရင် तू စိတ်ဝင်စားတယ်အဲ့ဒါသူ့ရဲ့ weak point ပဲ
ဘယ်တော့မှဒီလိုလုပ်ဘူး ကိုငါးစာကျွေးနေလို့ပါငါးလေးတွေပျော်နေတာကိုကြည့်ပြီးတော့ဖုန်းမကင်မိလိုက်တာပါ ကိုကစိတ်ကူးရင်တတ်နေပြီလားဟမ်အကျဉ်းသားတရားကိုမင်းနှလုံးသားမှာနေရာပေးလိုက်တာ ਨੇ အဲ့ဒီနေရာမင်းရှုံးသွားတဲ့နေပဲကို ကိုကလူလေးစိတ်ယုံမှမဟုတ်တာ လူလေခံစားတတ်တယ်ဒါပေမဲ့ခံစားမှုကိုပဲတော့မှရှိတယ်မတည်လူအသက်လောက်ပဲဟာမှအရေးမကြီးဘူးကိုသိပြီဆိုတာနဲ့အဲ့ဒါအားလုံးပြီးသွားကိုရဲ့ကိုကမအယုံကြည်ရဆုံးနဲ့အားကိုးရဆုံးကြောက်ကိုမအများကြီးမျှော်လင့်ထားတယ်စိတ်ညစ်စရာတွေတွေ့ရောရောနေမနေ့ပြန်မတို့ရတော့ပါမယ်ဘုပါတယ်လား ပါတီလားလေဒါပြင်လို့ဝင်လို့မရဘူးဒါ private ပါတီ မေလာလို့နောက်ဆက်မဖြစ်ပါဘူးเนาะတို့ကတွေ့ကြလို့တကူကဖိတ်ခါလိုက်တော့ မင်းနာမည်ကမေနိုင်ပါမေလေးရုံတော့မယုံသိလားမင်းနဲ့ခါကနာမည်ရမ်းကြည့်တော့ကြောက်တယ်မင်းတို့တကယ်မှတ်မိပါတယ်เนาะပူလာတယ်ဒုက္ခဝရဲ့နေရောင်ကြီးလေးတွေအဲ့ဒီချင်းလို့ပေါ့ ရှမ်းမိုက်တာပဲကွာအဲ့ဒါကြောင့်မလို့ကောင်မလေးတွေအားလုံးကမင်းနဲ့ခက်ကို crush ဖြစ်နေကြတာ哦သူကတော့ main ကလေးတိုင်း crush ဖြစ်တာမဟုတ်ဘူးရှုံပါတယ်မေတော်မှပဲလေအခုလိုမင်းနဲ့ခက်နဲ့တရင်တနေ့စကားပြောနေရတာတကယ်မှဟုတ်ရဲ့လားလို့ မင်းကခက်ထန်မှာကြောတယ်လို့မဟာလဲစံချစ်ဖို့ကောင်းစန္ဒရှိမယ်ဆိုရင်နောက်တစ်ခါအိမ်ကိုဖိတ်ချင်တကယ်အဲ့ဆိုရင်မိမလေးညီမလေးလိုချီရတဲ့အရေးဆွဲကောင်မလေးနောက်တစ်ယောက်ရှိတယ်
သူကမေးထက်တောင်ပူလာသေးတယ်သူ့ကိုခေါ်ခဲ့လို့ရမလား မင်းတို့ Thank you ညီမလေးကဘာဖြစ်လို့ငိုနေရလဲ မိဘနေရမကုန်လို့ ရှောင်းညီမလေးရဲ့ပန်းတွေအကုန်လုံးမမဝင်လိုက်ပြီနော်ညီမလေးအိမ်ပြန်တော့ ရှိလား မင်းအဲ့ဒါဘာလုပ်တာလဲဟိုမှာလုံချိုးရည်အများကြီးဖြတ်ရအောင်ပါကျမတို့ဒေါ်မီနဲ့ခပ်ဖိတ်ထားတဲ့ဧည့်သည်တွေပါရှင် ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့မှားတာပါကြွပါ အိုးရောက်လာကြပြီလားလာကြ Welcome အမေနဲ့ကဒီနေ့အရန်လှတာပဲ အိုးနတ်သမီးလေးတွေကိုတော့မမိပါဘူးလေ မေပြောတဲ့မေရဲ့ညီမလေးအရေးဆိုတာ အာတွေ့ရတာဝမ်းသာပါတယ် ကျမလည်းတွေ့ရတော့ဝမ်းသာပါတယ် ဟာသူလေးကတကယ်လှတာပဲ မမီနဲ့ခက်ရဲ့အဆောင်ရောင်နေကြောင်းအရာဟက်သွားတာဖြစ်မှာပါ Thank you လာကဲအားလုံးမိတ်ဆက်ပေးရအောင်မယ်
ဒါလေးကကိုကိုတဲ့ဒီအသေးတစ်ချမ်းလေးပေါ့ဟုတ်လား မမေနဲ့ခတ်အတွက်ပျော်စရာကောင်းတဲ့နေလေးတစ်နေ့ဖြစ်ဖို့နေတို့တာဝန်ယူတယ် Okay. Let's start. လူတွေကိုအချိန်မရွေးခေါ်လိုက်လို့ရတယ်နောက်တစ်ခါမင်းနဲ့ခန့်နာမှာထပ်တွေ့လို့ရတော့အသက်ဆိုတာပန်းမအပ်ထားလို့မရဘူးနော်အော် မဖြစ်ရလားဆရာမခေါ်ပြရမှာ နေစမ်းပါဒီလောက်ကတော့တက်ချမ်းကူနေကြသူ့ကိုယ်နဲ့မှမလို့တာရှော့ပေးလိုက်ရတာအကောင်မလုံးဝမချင်ထွေအောင်ပါပါ ဟုတ်တယ်တွေ့ရမယ်မင်းနဲ့ခက်စီကိုရောက်ဖို့အဲ့ဒီကိုကိုဆိုတဲ့တတိုင်းကိုအရင်ဖြူရမယ်လာကြပြန်ပြီလားကို့အသက်ကိုမနှမျောကြအောင်လေတူတယ်ဒီတစ်ခါအသက်ကိုနှမျောရမှာမင်းဖြစ်သွားပြီမင်းလူတွေကိုခေါ်ချင်ခေါ်လိုက်အောင်လေမင်းတို့ကမင်းနဲ့ခက်အကြောင်းကိုအသေးချာစုံစမ်းထားကြတာပဲမင်းနဲ့ခက်လည်းမရှိတဲ့အချိန်လုံခြုံရေးတွေလည်းမရှိတဲ့အချိန်ရောက်လာကြတယ်ဆိုတော့ဟုတ်တယ်မင်းနဲ့စရေးရှင်မလာခဲ့တာဟာလေ
မင်းတို့ကြံနေငါအကုန်သိသွားလို့လား နေပါဦးဒီနေရာမှာငါမရှင်းတာတခုရှိတယ်မင်းငါတို့ကြံစီတွေကိုသိနေတယ်ဆိုရင်မင်းနဲ့ခက်ကိုဘာလို့မပြောရလဲ အဲ့ငါကိစ္စပါ ကဲတို့ဒီကိုလာတာမင်းနဲ့စကားစမြည်ပြောဖို့လာခဲ့တာမဟုတ်ဘူး မင်းကမင်းစကေကိုအသက်ပေးကာဝဲတဲ့ဟမ်ဟုတ်လား ငယ်လေးလာလေ ဟုတ်တယ်ငယ်လေးငယ်လေးရဲ့မမပဲငယ်လေးငယ်လေး
နင်အခုလိုက်နေတဲ့အမှုဆက်မလိုက်နဲ့တော့ရှင်းလား ငါအသက်ရှင်နေလို့ငါတိတ်ခါမသေးသေးဘူး အသက်မရှိတော့ရင်သိက္ခာလည်းမရှိတော့ဘူး ဟေး你都ငါ့ကိုတက်ချင်တပ်ပလိုက်ပြီးတော့မထီးနဲ့ သမီးလေးကအရွယ်ရောက်နေပြီချစ်စရာ พี่เจครับโอ้ทำไรครับพี่สองคนตัดได้เรียครับไม่มีเวลาเลยบอกพี่เจครับ အဲ့တုန်းကမမထင်ခဲ့တာငယ်လေးကိုလည်းသူတို့တတ်ပစ်လိုက်ကြပြီလို့မမထင်ခဲ့တာ ဖေနဲ့မေဘာဖြစ်သွားတယ်မမဘာဖြစ်သွားတယ်ဆိုတာငယ်လေးလုံးဝမသိလိုက်ရဘူးတတိပြန်ရလာတော့မိနဲ့ခက်ကငယ်လေးမှမိသားစုမရှိတော့ဘူးငယ်လေးကိုသူကဲတင်လိုက်တယ်လို့ပြောတယ်အဲ့ဒီကလေးရတယ်ငယ်လေးသူ့ကိုမယုံခဲ့ပါ ဒါဆိုမင်းဘာဖြစ်လို့သူ့စီမှာဆက်နေသေးရလဲထွက်ခဲ့လိုက်ပေါ့ မမတို့တည်င်းအမှန်ကိုသိရဖို့တခုတည်းတော့တဲလွန်စာသူ့ပဲရှိတာအဲ့ဒါကြောင့်သူ့ဘေးနာမှာနေရုပ်တရုပ်လိုကြီးပြင်းခဲ့ရတာလက်ဆက်တော့တင်းရငါအတွက်နှဆိုးတစ်ကောင်ဖြစ်နေခဲ့တာ ထို့လည်းအဲ့လိုပဲထို့မျက်စိရှိမှလေတို့အခုရရဆက်ဆက်တတ်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့နေရာတို့အတွက်တော့သွေးပြက်ချောက်ချားစရာကောင်းတဲ့နေ့တစ်နေ့ပဲဟဲ့မြင်ကွင်းခုချိန်ထိမျက်စိတွေကမထပ်ဘူး တို့တွေအားလုံးပေါင်းမိသွားပြီဆိုရင်တော့ဒီမိစ္ဆာကိုစက်သိမ်းပေးလိုက်လို့တော့ရပါပြီဒါပေမဲ့မင်းနဲ့ခက်ကို short တွက်လို့တော့မရဘူး ဟုတ်တယ်ဘလောက်ထိလဲဆိုရင်အဲ့ဒီမိန်းမကြီးကသူ့ကိုယ်စားသူ့ရဲ့ကိုယ်ပွားတွေကိုဖန်တီးထားနိုင်တဲ့အထိပဲ အဲ့ဒါဆိုလို့ရှိရင်မင်းနဲ့ခက်စစ်ကိုဘယ်လိုခွဲရမှာလဲ မိနက်ခတ်အစ်စ်ကသူ့ရဲ့ညာဘက်လက်ပေါ်
စိန်လက်စုပ်ကိုဘတော်မှမချူ ဒါဆိုရင်တော့မေနက်ခတ်ကိုနှိမ်နေမှုအတွက်ကိုကိုကိုအများကြီးအားကိုးရလိမ့်မယ် ဟုတ်ကဲ့ပါရှင်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးနီးမိုင်နိုင်အမှတ်220နီးပန်းတင်ရွာဝင်အဝေးပြေးလမ်းမကြီးကုန်းတော်အားအောက်မှာမူရစေဝါများကိုကားတစ်စီးနဲ့အတူပိုင်ရှင်မဲ့ဖန်စီရရှိရလို့သိရပါတယ်ရှင်ဖန်စီရရှိရဲ့မူရစေဝါရေးအတွက်ကိုတော့ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်ရှင်သေဆောင်လာတဲ့တရက်ခံများကိုဆက်လက်ဖော်ထုတ်သွားမယ်လို့သက်ဆိုင်ရာရဲ့အရာရှိတို့ကပြောကြားသွားပါတယ်ရှင် ဒါဘယ်လိုဖြစ်တာလဲကိုဆုံး ဒီလမ်းကြောင်းကကျွန်တော်လမ်းကြောင်းမဟုတ်ဘူးဗျာထက်ကဒါလိုက်ဆင်းဖက်တာဆိုတော့ကျွန်တော်လည်းမသိနိုင် အဲ့တော့ဘယ်လိုလုပ်မလဲ ဘူးလို့သိတာပေါ့ဗျာလူမီမီပဲနဲ့ပစ္စည်းကြီးပဲမိတာဆိုတော့ပိုင်ရှင်မဲ့ပေါ့ ကျမအားကိုးတယ်နော်ကိုဆုံး ဒီကိစ္စတန်တရားနည်းနည်းတော့ရှိတယ်ဗျာဘာစီမံချက်မှမရှိပဲနဲ့ထက်ကရှောင်းတခင်ဝင်ဖမ်းတာဆိုတော့တရင်တစ်ခုခုရလို့တော့ဖြစ်ပဲ ဘဝမှာဒီတစ်ခါတောက်ရတဲ့ဘဝရာတော်တော်ရတာရှိရပဲမိနိုင်ရဲ့ ဒါမဲ့တို့တွေတတိလက်လို့တော့ပြောလို့မဖြစ်သေးဘူးကွာမင်းနဲ့ခက်ကို short တွက်လို့တော့မရဘူး ဒါမဲ့တို့မှာသူ့လူကိုပဲတာရှိနေမှာပဲ အဲ့အတွက်တို့ပိုသတိထားမှဖြစ်မှာညီမလေးကသူ့လက်ခုပ်ထဲကရေးဆိုတော့မင်းနဲ့ခက်တာရှင်းမိသွားရင်ညီမလေးအတွက်အချိန်မရွေးအနေရရှိနိုင်တယ် လာကို မကိုကိုကိုခိုင်းစရာရှိလို့လား ရှိတယ်အရေးကြီးရန်ကုန်မှာလေလံပွဲရှိတယ်အဲ့ဒါကိုကိုသွားအောင်
ဘာပစ္စည်းလေးလံတင်ပါလဲမ ယေဒနာရွှေတောင်းနဲ့အများစိတ်ဝင်စားဖို့ကောင်းတယ် All limited edition တွေမပြောတာမမှားဘူးဆိုရင် US 2 သိန်းလောက်နဲ့ပြတ်လိမ့်မယ်ကိုကအဲ့ဒါကိုအများဆုံး2 သိန်းပေးပြီးတော့ရအောင်ဆွဲတယ် မအဲ့ပစ္စည်းကိုဘာလို့မလုပ်လဲ ကိုကမနာမနေပြီးတော့အားလိုက်တာလီလန်တင်တဲ့ပစ္စည်းဆိုတာဒီလိုပစ္စည်းဖြစ်ပါတယ် US 2 သိန်းဆိုတော့အဲ့ဒီပစ္စည်းကိုတမိုးအကြီးဆုံးလို့ထင်ကြမှာအဲ့ဒါကိုမှ US တန်ပေါင်းများစွာတောင်းပြောင်းပြီးတော့ဘက်ကိုပို့မှာပုံမှားရိုက်တာကွာအဲ့တော့ကိုတာဝန်ကအဲ့ဒီတောင်းကြီးကိုမစီရအောင်ပေါ့ဗျ US 2 သိန်းတောင်းဝင်ရှိတယ်ကွာရှင်းမလား ဒီယေဒနာရွှေတောင်းမှာဆိုရင်တော့ကျွန်တော်ကဘာတပွား limited edition နဲ့ထုတ်လုပ်ထားတာဖြစ်ပြီးတော့မှ10ခုသာရှိပါတယ်။ထိုင်းပြည်ရဲ့တက်တော်80ပြည့်ဝင်းလေးခန္ဓာအနေနဲ့ကျွန်တော်ထိုင်းပြည်ငန်းတော်မှာထဲဝါစွာထားရှိထားတာဖြစ်ပြီးတော့မှဒုတိယတစ်ခုကတော့အရှိအလဲပိုင်းဒေသကပရှိတပါးရဲ့ဧကန်းဆောင်ထဲမှာခန့်ခဲများများနဲ့တည်ရှိနေတာဖြစ်ပါတယ်။တတိယတစ်ခုဒီတစ်ခုကတော့မြန်မာနိုင်ငံရဲ့ပထမရှိုးရုံးထဲမှာထားရှိထားတာဖြစ်ပါတယ်ခင်ဗျာ။ကြံကင်းဈေးအနေနဲ့ American Dollar တသိန်းကစတင်ပြီးတော့မှရောင်းချပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီ American Dollar တသိန်းကိုဘယ်သူများစတင်ပြီးတော့မှပေးဖို့အတွက်ဆန္ဒရှိပါတယ်ခင်ဗျာ။တသိန်းပဲမယ်။တသိန်းပဲ။ဟုတ်ကဲ့ပါတသိန်းပါ။တသိန်းထပ်ပို့ပေးမဲ့သူများရှိပါတယ်လားခင်ဗျာ။တသိန်းနှစ်သောင်း။တသိန်းနှစ်သောင်းဟုတ်ကဲ့ပါခင်ဗျာတသိန်းနှစ်သောင်း။တသိန်းနှစ်သောင်း။တသိန်းလေးသောင်းထပ်ပို့ပေးမဲ့သူရောရှိပါသေးလား။ သိန်း5တောင်း တသိန်းခွဲโอเคအမေရိကန်ဒေါ်လာတသိန်းခွဲပါတသိန်းခွဲထပ်ပို့ပေးမဲ့သူရှိပါသေးလားခင်ဗျာတသိန်းโอเคဘုရားကတသိန်းပေးထားပါတယ်ခင်ဗျာနော်ရှင်းတော့ပါမယ်အမေရိကန်ဒေါ်လာတသိန်းတစ်ချိန်အမေရိကန်ဒေါ်လာနှစ်သိန်းနှစ်ချိန်ပို့ပေးမဲ့သူများရှိပါသေးလားခင်ဗျာနောက်ဆုံးတစ်ချိန်ပါအမေရိကန်ဒေါ်လာနှစ်သိန်းသုံးချိန်โอเคအမေရိကန်ဒေါ်လာတစ်သိန်းနဲ့ဂျန်နာရွှေတောင်းကိုပိုင်ဆိုင်တော့ပါပြီခင်ဗျာဒီတစ်ခါမခိုင်းတာကိုမလုံနိုင်ခဲ့ပါဘူး ဟုတ်လား ကိုမှအပြစ်ရှိပါတယ်ကြိုက်တဲ့အဖြစ်ပေးပါ ကဲပေးပြီကွာအများအဆင်ပြေနေရမယ်လို့ပဲဟုတ်ပါမယ်ကိုအုံနောက်ဆိုတဲ့မျိုးကများညှက်လေးကြံကြံကောင်းနေထွက်နေဒီတခါအဆင်မပြေတော့နောက်တစ်မျိုးစဉ်းစားပါပေါ့ မကကိုဆိုရင်အများနဲ့ခွင့်လို့တယ်နော် ချစ်တော့လို့မနေနဲ့ကဲအနာ မ
ထူးတယ်အခုလာမယ်နေပြီးတော့ကြောက်စိမ့်ပြပွဲမှာသူ့ရဲ့တရားမဝင်တုံတုံဝေးပြူဖြစ်အောင်လေးလံတင်လိုက်မယ်ယူရနတန်အဲ့တော့တေးစိတ်ချက်လက်တွေကိုဒီ flash drive ထဲမှာထည့်ထားတယ်ကြုံလိုက်ချင်လို့ဟာလေရတယ်လေရတယ်မလားရတယ်ညီမလေးကတယောက်ထင်းလားမရောက်တော့လားနှစ်ယောက်ဆိုရင်ရောလိုက်လို့မရအောင်လားရတယ်တယောက်ရတယ်နော်ရတယ်တော့ခါမှဘူးမှမပေါ့ဘာဖြစ်နေလဲဘာလဲဒါဘာလဲဒီကြောက်စိမ့်တော့ကအတူဟုတ်တယ်မင်းသားဒီခါတော့ခံရရပြီဟာဒါဆိုအနေနဲ့ရဲ့ခွက်တွေကိုဟိုမင်းမရိတ်မိသွားပြီပေါ့မင်းဘာဖြစ်လို့ငါ့ကိုသစ္စာဖောက်တာလဲပြောစမ်းကိုပြောငါဒီစကားတွေကိုပြောချင်လို့စောင့်နေတယ်အနည်းနဲ့ဆက်ရှိပြီ
ပါတယ်ရေရဆက်ဆက်တက်မမရုပ်ရုပ်မမဝါခက်ခဲရှာနေကြတာခုတွေ့အဲ့ဒါနေမင်းနဲ့ခက် အစာကတော့ကျွေးတဲ့လက်ကိုပြန်ကြိုက်ချင်တာဟုတ်လားဟမ်ဟိုကောင်မတွေကဘယ်သူတွေလဲ မိနိုင်ဆိုတာအပြုံကိုဘူးလာစားအရွယ်ဒီလိုကြောင့်ဝတ်တက်ခဲ့တယ်ငါမှပဲအရေးဆိုတာဖေးတစ်ခုတမီတစ်ခုဝါသူမျက်စိရှိနေသူ့ဖေးနေလို့ရရဆက်ဆက်တတ်တာခံရတဲ့မင်းကလေးပဲ ဒီညကတိုက်တိုက်ဆိုင်ဆိုင်ရေဆက်စုံနေကြတာကိုကိုမင်းကငါရဲ့အားအကိုရဆုံးအယုံကြည်ရဆုံးလို့ငါထင်တယ်အဲ့လိုဖြစ်အောင်လဲငါရဲ့ philosophy တွေမင်းကောင်းလေးကိုငငယ်လေးကလေးကရိုက်သွင်းပေးကြတာခုတော့ နင်ဘလောက်ပဲပုတ်သွင်းသွင်းငါရင်ထဲမှာစိုးနေတဲ့စူတော့ဘယ်တော့မှနှုတ်လို့မရအောင်အဲ့ဒီအကျွေးတွေကိုနင်ပြတ်ဆက်ဖို့အချိန်တန်ပြီ ကြောက်စရာအဲ့လောက်၆တာနဲ့တော့မင်းနဲ့ခတ်တော့မတူဘူး နင်ရဲ့ဥပဒေမဲ့လုပ်ရက်တွေကိုငါသိနေတယ်ဥပဒေကပြေးလို့လွတ်မယ်ထင်နေပါ ဟောဥပဒေအကြောင်းတွေလာပြောနေပြန်ပြီကိုရဲ့အတိတ်မိသွားပြီဟမ် ကောင်းမှုဆိုတာစိတ်ကြွယ်ရရှိတာဝတ်ဆိုရဲပြေးရဘယ်တော့မှပြေးမလွတ်ဘူးမှန် ကဲနောက်မှတရားရင်ဟောတော့ကိုလေးတနာစရာနားလိုက်အောင်နားလိုက် စီ
ချရတယ်ငယ်လေးဒီနေ့မမတို့တဲနေကြနေရမယ်တရားရတတ်တာလားတော့မှားနေပြီ ဘာလဲငယ်မမတို့ငယ်လေးကိုခေါ်ထုတ်ခဲ့တာတိတ်ကိုလွယ်လုံးနေ လွယ်ပါဘူးကိုကိုရဲ့တန်တရားတော့ဒါတွေ့သွားလို့ရှိရင်တို့တွေအသက်နဲ့ရှင်းရမှာလေ ဟုတ်သေးဘူးရေ မင်းနဲ့ခက်ကတနေဟပေးလိုက်တယ်လို့ငယ်လေးကထင်လို့သူ့လေပင်သူကြိုးခွင့်စွတ်မဲ့အလုပ်မျိုးမင်းနဲ့ခက်ဆိုရဲမိမရဲ့ဘယ်လုပ်ပါမလဲငယ်လေးရဲ့ ကဲပါဘာမှစဉ်းစားမနေနဲ့တော့တို့ကတော့ဒါတွေပါမလာခဲ့ဒါတွေကလည်းသူမတရားရလာတဲ့ပစ္စည်းတွေတစ်ချိန်ချိန်မှာတို့အပ်လာခဲ့လို့ရှိရင်သက်သေခံပစ္စည်းအနေနဲ့ပြလို့ရတာ ဟာအရေးမင်းဘာလို့အဲ့လိုတွေလုပ်ခဲ့ရတာလဲတေးကြသွားပြီအဲ့ဒါထောင်ကြောက်ပဲဘီနခတ်စီယာနောက်ဆုံးတော့လေနတ်သမီးလေးတွေကခုဆက်နေ CCTV data file တွေအကုန်လိုချင်တယ် ။အိုးလိုချင်တာရှိရင်လေတန်းကအဲ့လောက်မမာတဲ့မို့လေ။ဟမ်မင်းနဲ့ခက်ကိုမင်းတို့ပါထင်တယ် ဒီမှာရှင်ဘာလဲဆိုတာတတိုင်းကြီးလုံးသိသွားအောင်ဖော်ထုတ်ပြမယ်စောင့်ကြည့်လိုက် ။အေးငါဘာလဲဆိုတာကိုမသိခင်မင်းတို့ကိုအမှုဖွင့်လိုက်တာနဲ့ဝရမ်းပြေးတွေဖြစ်သွားမယ်ဆိုတာသဘောပေါက်ထားတယ် ရှင်ဘာဖြစ်ချင်တာလဲ ။ဘုံနေနဲ့ကြားနေနေပေါ့။မင်းတို့ယူသွားတဲ့ပစ္စည်းတွေသူ့နေရာသူပြန်ထားလိုက်ရင်ပြီးပြီ။ငါပစ္စည်းတွေကိုပြောတာနော်။အဲ့ဒီထဲမှာကိုကိုမပါဘူး။ तू ကငါထွေးပြီးသားစရိဖြစ်သွားတယ် ရှင်ကတကယ်ကိုအုပ်စယူပဲ ။အေးလေလူတိုင်းကအဲ့ဒီလိုယူချင်ကြတာမဟုတ်ဘူးလား။မယူနိုင်ကြလို့လေ။ဟမ်ဟဲ့ဒီမှာငါလူတွေကိုဖမ်းခိုင်းလိုက်ရင်မင်းတို့မြေလှန်ရှာစရာတော့မလိုကြက်ကလေးငှက်ကလေးတွေဖမ်းလိုက်တယ်လွယ်လွယ်လေးဖမ်းလိုက်လို့ရတယ်နော်အေးငါပြောသလိုလုပ်ရင်မင်းတို့တက်တာလေမနဲ့ဖြန်မနဲ့မိုးလင်းရင် သူကငါတို့ပြန်စိန်ခေါ်လိုက်ပြီ ကြိုက်တယ်သူ့တေတေကိုတေတေပေါ့ သူမသေးပဲနဲ့တော့ကိုယ်တိမခံနိုင်ဘူး ဘာပဲဖြစ်ဖြစ်တို့ရင်ဆိုင်ကြမယ်
ရှင်မဖိတ်ခေါ်လဲရှင်ရှိနေတဲ့နေရာဘလို့အတားအဆီးတွေပဲရှိကျမတို့ကမရောက်ရအောင်လာမှာပဲ မင်းတို့တော်တော်သွေးစာနေကြဟလားဟမ် ဒီမှာမင်းနဲ့ခတ်သူများမိသားစုတွေရဆက်ဆက်သေခွဲခွဲခဲ့တဲ့ရှင်အတွက်ထိုက်တန်တယ်နော်ရှင်ပြန်ပေးဆက်ရလိမ့်မယ်နော် ကျူပင်ခုတ်ကျူငုံမကြံဆွဲစကားတော်တော်မှန်တာပဲအခုအဲ့ဒီကျူငုံလေးတွေကငါပြန်ထိုးခြင်းနေဟာလားနင်းသိထားဖို့ကငါနှုတ်ကထွက်သမျှအမိတ်တိုင်းအားလုံးဟာငါရဲ့အမှန်တရားနောင်ဒဆိုတာငါအတွက်ဘယ်တော့မှမရှိဘူးဒီကဘာမြေကြီးပေါ်မှာငါနေစရာမြေလည်းမရှာဘူး ရှင်အတွက်သေစရာသင်္ကြန်ရတော့ဒီမြေပေါ်မှာပဲဆိုရှင်မှတ်ထားလိုက်အဲ့ဒီစိတ်ခေါ်မှုမျိုးကြိုက်တယ် ငါသိသွားလဲနင့်ငါဘဝဆက်တိုင်းဘယ်တော့မှမကြည့်ဘူးဆိုနင်မှတ်ထား တော်မင်းနဲ့ခက်ခင်ဗျားအမြန်ဆုံးခြေရာဖြောက်တော့အားလုံးကို CID ကခြေရာခံမိသွားပြီ ဟာဘယ်လိုဖြစ်ရတာလဲကိုထွန်း ကျုပ်ခင်ဗျားကိုရှင်းပြနေခြင်းမရှိဘူးခင်ဗျားကျုပ်အတန်ကိုကြားရတာဒါနောက်ဆုံးဖြစ်နိုင်တယ်
သောသတင်းဘက်ကရဟတ်ရင်ပောက်ကွဲပြတ်ကျမှုဖြစ်စဉ်မှာပိုင်ရှင်ဖြစ်သူစီးပွားရေးလုပ်ငန်းရှင်ဒေါ်မီနက်ခန့်မှာရဟတ်ရင်မူ2ဦးနဲ့သူတိတ်ဆုံးသွားပဲရှိကြောင်းအခင်းမဖြစ်ပါမြင်နာရီပိုင်းအလိုတွင်တိကျခိုင်လုံသောသတင်းပေးတိုင်ကြားချက်များအရဒေါ်မီနက်ခန့်၏နေအိမ်သို့ရှောင်းတခင်ဝင်ရောက်စစ်ဆေးတဲ့အခါမှာဒေါ်မီနက်ခန့်၏စီးပွားရေးလုပ်ငန်းများ၏နောက်ကွယ်မှာဒူးစရိုက်မှုများလူသတ်မှုများကိုဖော်ထုတ်နိုင်ခဲ့ကြောင်းအဆိုပါဥပဒေမဲ့လုပ်ရများတွင်တာဝန်ရှိသူအချို့ပါဝင်ပတ်သက်မှုရှိနေပြီး၎င်းတို့ကိုလည်းယခုအခါဖမ်းဆီးစစ်ဆေးအရေးယူမှုများပြုလုပ်လျက်ရှိကြောင်းအမှုနဲ့ပတ်သက်သည့်ကွင်းဆက်များကိုလည်းဆက်လက်ဖော်ထုတ်ရေးဥပဒေအရတိတိကျကျအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသက်ဆိုင်ရာမှသတင်းရရှိပါရရှင်။